မီးစက်တွေကိုဈေးကွက်ထဲမှာဓာတ်ဆီမီးစက်နဲ့ဒီဇယ်မီးစက်ဆိုပြီးအများအဖြစ်တွေ့ရပါတယ်။ဒီနေ့ဗီဒီယိုလေးထဲမှာတော့ဓာတ်ဆီမီးစက်နဲ့ဒီဇယ်မီးစက်တွေရဲ့ကွာခြားချက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဆက်စချင်းယင်းနှိမ့်နှံမှုအတွက်ဆိုလို့ရှိရင်ဓာတ်ဆီမီးစက်တွေကဒီဇယ်မီးစက်တွေထက်ဈေးနှုန်းအဖြစ်အများကြီးပိုသက်သာပါတယ်။ ဒါပေမဲ့မီးစက်တွေသုံးတဲ့အခါမှာဒီဇယ်မီးစက်တွေကစီစားနှုန်းပိုသက်သာတာမို့လို့လောင်စာဆီအတွက်ရေရှည်အသုံးစရိတ်များစွာကိုသက်သာစေပါတယ်။ဒီစက်တွေကိုဝယ်တဲ့အခါပတ်ဝန်းကျင်အနေထားအရ noise level တွေထည့်သွင်းစဉ်းစားလေးရှိပါတယ်။လက်ရှိမီးစက်တွေက noise level အနည်းဆုံးနဲ့ vibration rate နေရာကြောင်းမို့လို့အိမ်သုံးအတွက်စိတ်ခံစားစရာကောင်းတဲ့မီးစက်မျိုးစားတွေပဲဖြစ်ပါတယ်။ဒီဇယ်မီးစက်တွေက noise level နဲ့ vibration rate ပိုမြင့်နေဆိုပေမဲ့လည်း noise level ကို 30% ကနေ 50% အထိလျှော့ချပေးဖို့ soundproof ဖြစ်စေဖို့ထုတ်လုပ်ထားတဲ့နည်းပညာမြင့် canopy မီးစက်တွေကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။ဓာတ်ဆီမီးစက်တွေက maintenance ပြုလုပ်ရတာနည်းတယ်အသုံးပြုရတာလွယ်ကူတယ်လိုအပ်တဲ့ပြုပြင်ထိန်းသိမ်းမှုတွေကိုစနစ်တကျလုပ်ပြီးတော့ကောင်းကောင်းအသုံးပြုမယ်ဆိုလို့ရှိရင်9 နှစ်လောက်ထိရေရှည်အသုံးပြုနိုင်ပါတယ်ဒီဇယ်မီးစက်တွေကတော့လစဉ်လိုအပ်တဲ့ပြုပြင်ထိန်းသိမ်းမှုတွေကိုလုပ်ရတယ်။သေးစားလုပ်ငန်းကနေစပြီးတော့အကြီးစားလုပ်ငန်းအထိအသုံးပြုနိုင်ပြီးတော့တက်တန်းအားဖြင့်2 20အထိကောင်းစွာအသုံးပြုနိုင်ပါတယ်။ဓာတ်ဆီမီးစက်နဲ့ဒီဇယ်မီးစက်ရဲ့ကွာခြားချက်တွေအားသာချက်အားနည်းချက်တွေကိုပြပြပေးသွားပြီဆိုတော့ကိုယ့်ရဲ့ဘတ်ဂျက်နဲ့ရက်စက်လိုအပ်ချက်ပုံမူတည်ပြီးဘယ်လိုမီးစက်မျိုးစားကိုရွေးချယ်ဝယ်ယူရမလဲဆိုတာစဉ်းစားလို့ရပြီထင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုမီးစက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမျှဝေပေးသွားမှာမို့ဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါဦးနော်။